ကဲအလုတ်ပေးတရားဒီနေ့9ရက်မြောက်ဖြစ်သွားပြီနော်မနေ့ကတော့ဖြစ်ပြနေမဲ့နဲ့ကြိုက်လို့ရှိရင်လောဘလည်းမဝင်ဒေါသလည်းမဝင်မောဟလည်းမဝင်လူကျင်တန်းကျင်တဲ့စိတ်တောင်မဝင်စေနဲ့တဲ့အလုံးလုံးတဲ့အချိန်ပါပေါ့အာလောဘလည်းမဝင်အာဒေါသမေတ္တာပို့တာလည်းမဝင်ဘူးအာမောဟညံဟိတ်ကြီးပဲခတ်တယ်အာမောဟဆိုတာဖြစ်ရင်ဖြစ်တယ်ပြည့်ရင်ပြည့်တယ်တီးကြကြပေါ့ဗျာအဲ့ဒါရှုမှတ်ပြီးတော့နေတော့အယောင်လေးရတဖြည်းဖြည်းနဲ့ပျောက်ပြီးတော့ထူးခြားတဲ့အယောင်လေးပြောင်းပြီးတော့ရေသန်းဘူးရအယောင်တော့နှလုံးသွေးကြည်သွားတာပေါ့ဗျာစိတ်ကြည်တော့ရုပ်ကြည်တာပေါ့ရုပ်ကြည်တော့မျက်လုံးမှလည်းလင်းထိန်ပြီးတော့ပေါ်ပါပြီးတော့ဩဘာသောပိဋိပတ္တိမနိယ10ချက်ဟောခဲ့တယ်အဲဒီ10ချက်ရတဲ့အခါမှာဘာလဲဆိုတော့အာလောကောဥရပါတိအလင်းတန်းနဲ့ရှင်ကြည်တော့တဲ့အကုန်တွေ့တယ်အလင်းတန်းမရခင်တော့အကျမ်းစားနဲ့ပဲကြိုက်ပြီးကိလေသာမဝင်တို့လင်းတာပေါ့ဗျာကိလေသာမဝင်တို့လင်းတော့လင်းတဲ့အချိန်မှာပြန်ပြီးတော့အသုံးချတတ်ဖို့လိုတယ်အဲ့ဒါကိုဆရာသမားတွေကဝိပဿနာဉာဏ်ကြီးကြောင်း10ပါးတော့ရပြီနိဗ္ဗာန်အထူးတော့ခမရရောက်ပြီခီးတဝက်တော့ကျိုးပြီဆက်ပြီးတော့အဲ့ဒီပေါ်တဲ့ဒုက္ခလေးတွေပေါ်တာလေးတွေအကုန်လုံးဖြစ်ပြရှိတယ်ပြန်ပြီးတော့ဖြစ်ပြနောက်လိုက်ဘုန်းကြီးတွေကသိပေးတာပေါ့ဗျာနော်သိပေးတဲ့အခါကျတော့တချို့ကလည်းယုံကြည်မှုရှိတော့လိုက်တယ်ပေါ့ဖြစ်ပြပြန်ရှုတယ်တချို့ကလည်းယုံကြည်မှုမရှိတော့ဒီလောက်တော့ပေါ်ပါလင်းထိန်ပြီးတော့ကိုငိမ့်စိတ်ငိမ့်မတွေ့ဘူးတာတွေတွေ့တာဒါနိဗ္ဗာန်မဟုတ်ဘူးလားဒီကိုတော့မကျင့်ဘူးပဲနဲ့ရှောက်ပြောနေပြန်ပြီပါညာတချို့ကလည်းဒီလိုပြစ်ရှိတယ်ပြစ်တယ်နဲ့ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဓာရီဖြစ်မှာဆိုလို့သုတ်တန်တစ်ခုခေါ်ထားတာရှိတေလပတ္တသုတ်ဘာသုတ်တေလဆိုတာစီပတ္တဆိုတာခွက်စီခွက်ကိုင်တဲ့ဥပမာလေးဟောထားတာရှိတယ်နော်အဲဒီသုတ်ဟောမှဒါဘုရားဟောမှလည်းခင်ဗျားတို့က80ဆက်မှာပေါ့ဘုရားဟောမရှိရင်လည်းဆက်ချင်မှဆက်အောင်ဘုန်းကြီးမယုံကြည်လို့အဲ့ဒီတေလပတ္တသုတ်ကဇာသွန်ရလူတယောက်ကလူကိုတတ်လိုက်တာသေသွားတော့မင်းကြီးယောက်ျားတွေကဖမ်းပြီးတော့ဘယင်းထံပို့တော့ဘယင်းကစစ်တာပေါ့မင်းဒီလူဓာတ်နဲ့ခုတ်တတ်တာနောက်ကခုတ်တာလားဘေးကချောင်းခုတ်တာလားရှေ့ကခုတ်တာလားအိစာပြောစမ်းကျွန်တော်ချောင်းလည်းမခုတ်ပါဘူးနောက်ကလည်းမခုတ်ပါဘူးဘေးကလည်းမရှေ့ကလည်းခုတ်တာမဟုတ်ပါဘူးသူကရှေ့ကလာပြီးတော့ခုတ်လို့အသက်အန္တရာယ်ကာကွယ်တဲ့နေရာသူ့ဓာတ်ကိုပြန်ပြီးတော့ခုတ်လို့လက်လွန်ပြီးတည်သွားပါတယ်ဒါကြောင့်လူသားမှုမဟုတ်တော့ဘူးသူကလူသေးမှုဖြစ်သွားတာပေါ့ဗျချောင်းခုတ်တယ်ကြံစီမှုရှိရင်တော့လူသားမှုပေါ့အခုကတော့ခုခံရင်နဲ့တည်သွားတော့လူသေးမှုပေါ့ဗျာလူသေးမှုကလည်းခက်သားပြကိုယ်အိမ်မှာလာခိုးလို့ရိုက်လိုက်လို့သေးသွားရင်အမှုဖြစ်တယ်ကိုယ်အိမ်ကပစ္စည်းလာခိုးလို့ကိုယ်ကရိုက်လိုက်ဓမ္မလာကြလို့ခုခံရင်လည်းတည်သွားရင်လည်းအမှုဖြစ်တာပဲခက်တာအဲ့တော့လူသေးမှုဒါပေမဲ့မင်းအပြစ်ရှိလားမရှိလားသူများအသက်ကိုတတ်တော့အပြစ်ရှိပါတယ်အပြစ်ရှိရင်မင်းကိုသေဒဏ်ပြန်ပေးရမယ်သို့တော်လည်းပဲမင်းကတစ်ချိန်တစ်ခါနဲ့ခုခံရင်လည်းလက်လွန်သွားတယ်ဆိုတော့ကြိုရည်လို့ရည်ပေးမယ်အဲ့ဒါတခြားမဟုတ်ဘူးတဲ့ဒါကဇဏပရကလျာဏီပွဲခင်းပေါ့ဗျာပွဲခင်းကမကခဲ့ဈေးတန်းရှိသေးတာဟုတ်ဒါဈေးတန်းပေါ့ဒါပွဲခင်းပေါ့ခွက်ထဲမှာစီမပြည့်တဲ့ပြည့်ထက်ခွက်ကြီးထဲမှာအဲ့ဒီခွက်ကိုကန်ပြီးတော့ဈေးတန်းကိုအရင်ကြော်နောက်ဇဏပရကလျာဏီပွဲခင်းကြော်ရင်တော့မင်းသက်စီဆိုတဲ့အမိတ်ရုပ်သိမ်းနေတည်ရည်လွတ်မှာပေါ့ဘယ်နဲ့ခင်းကြော်ရမလဲဈေးတန်းနဲ့ဇဏပရကလျာဏီပွဲခင်းဟုတ်လားအဲ့တော့စီမပြည့်တပြည့်ထထားတဲ့ခွက်ကြီးကန်ပြီးတော့စီတစ်စက်ကြရင်
လူသား9ယောက်ဓာမိုးပြီးတော့လိုက်လူသား9ယောက်ဆိုတာတခြားပြောတာမဟုတ်ခန္ဓာ5ပါးပါပဲဗျခန္ဓာ5ပါးတတ်ရင်သိတာဒီလိုတတ်လို့မသိပါဘူးသူကဆိုသဏ္ဍာန်နဲ့ပြည့်တယ်ဆိုတော့ပြည့်တာပဲရှိတာကိုကထိတဲ့ခန္ဓာမရှိဘယ်လိုလုပ်ထိမလဲခန္ဓာထိတဲ့ခန္ဓာရှိတော့လည်းထိတာပေါ့ဒါကြောင့်ခန္ဓာအဖြစ်တွေပါအဲဒီတော့စီမပြည့်တပြီခွဲကြီးကင်သွားလူသား9ယောက်ဓာမိုးပြီးတော့လိုက်စီတစ်စက်ဖိတ်ရင်လည်းပင်ခုတ်သစီဒါပဲပွဲခင်းက2ခုကျော်ဇေရန်နဲ့ပွဲခင်းဇေရန်ဆိုတော့ဇေရီကလည်းရောင်းတာဆုံးနေတာပေါ့ဗျာစားခြင်းစရာတောက်ခြင်းစရာလူရရိုးရိုးကိုကမတိုးလဲသူကလာတိုးရင်ဖိတ်ရင်ဖိတ်မှာတတိထားပြီးတော့ကိုကအသက်သေးမယ်ဆိုတော့တတိထားကင်ရတာပေါ့အကယ်၍ဇေရန်ကျော်သွားလို့ရှိရင်ဇနဗရကလျာဏီပွဲခင်းရောက်ဇနဗရကလျာဏီပွဲခင်းရတယ်ဆလိုက်တွေကလည်းအမျိုးမျိုးမီးတွေကလည်းရောင်စုံတွေကလည်းအမျိုးမျိုးကားကြည်ဒီမလေးဇနဗရကလျာဏီကလည်းဘာချောတယ်လည်းမမေးနဲ့ဘာလှတယ်လည်းမမေးနဲ့အတန်းလည်းဘာကောင်းတယ်လည်းမမေးနဲ့အကားလည်းဘာကောင်းတယ်လည်းမမေးနဲ့မေးမှဆိုလို့မမေးနဲ့ပြောထားတာပြီးဟုတ်တယ်မလားမေးနေမှာဆိုဘာကောင်းလဲဘယ်လိုဆိုတာလဲဘာညာမေးနေဦးလာမလာချောမချောကောင်းမကောင်းဥပမာနဲ့ပြောရမယ်ဆိုရင်တဲ့ပရဏန္ဒီမင်းသမီးတို့မျက်စိလေးတအောင်10မိနစ်လောက်မှိတ်လိုက်တာကားချက်1000ပြောင်းအောင်ကားနိုင်တယ်ဘယ်လောက်မြန်လဲဆိုဖြတ်နဲ့မကြီးရမနေနိုင်လောက်ကောင်းတဲ့ဇနဗရကရဏီပွဲခင်တဲ့ဆလိုက်တွေပြင်ဆင်ထားတာတွေရတဲ့အံ့ဩဖို့ကောင်းတယ်အဲ့ဒီပွဲခင်မှာစီဖက်ရလေသတ်စီဒါမင်းအဲ့ဒီဇနဗရကရဏီပွဲခင်ကြော်မှတရသည်လွတ်စီတဲ့ဒါနိဗ္ဗာန်ပေါ့ဗျာတရသည်ကနိဗ္ဗာန်ရောက်တော့လွတ်ပြီနော်ဒါမင်းနိဗ္ဗာန်အစစ်ကိုတွေးကျင်တယ်ဆိုရင်အခုကတော့အတူတော့ရောက်နေပြီသူရဒီမှာပေါ့ကဲခမည်းတော်ကိုပြန်ဆင်းလိုက်တော့ခမည်းတော်ကဇေရန်ကျော်ပလားဇနဗရကလျာဏီပွဲခင်းရောက်ပလားလို့မေးဘယ်လိုပြောကြခမည်းတော်ဘုန်းကြီးကပြောမယ်ဇေရန်မကျော်သေးဘူးဘာဖြစ်လို့ဆိုဇေရန်မကျော်သေးဘူးဆိုတာဝေဒနာလည်းသိဉ္မခံနိုင်ဘူးငိုက်ကလည်းငိုက်စိတ်ကလည်းထွက်တွေးတဲ့ဝေဒနာလည်းမခံနိုင်ဒေါသတွေဖြစ်ဟိုပြောင်းဒီပြောင်းဟိုကုတ်ဒီကုတ်အဲ့ဒါဇေရန်မှာစီဖိတ်နေပြီတဲ့ဗျဇေရန်မှာတဲ့အသက်ခံရတော့မယ်ဇေရန်နဲ့ပဲခင်ဗျားတို့အသက်ခံအောင်မယ်နောက်ထပ်သေအောင်မယ်ဒီတိုင်းနေဒါကိုပြောတာဒကာကြီးတွေကလည်းဝဲဥကြောင့်ကျဲဥကြောင့်တွေတွေ့ပြီးတော့ဝီစကီတို့ကျဲဥကြောင့်ဝဲဥကြောင့်နဲ့ဘီယာတောင်းရင်တောင်းမတောင်းရင်ဝီစကီတွေဘာလို့ရည်တောင်းနေတယ်ဒါကြောင့်မို့ခင်ဗျားတို့မထိန်မလင်းသေးတာဆိုအထိပ္ပယ်ရတော့ခင်ဗျားတို့ငိုက်လိုက်တောင်းတွေပြောတွေးလိုက်ဝေဒနာမခံရတော့ပြင်လိုက်ကုတ်လိုက်ပြက်လိုက်ပြင်လိုက်ပေါ့ဗျအဲ့ဒါဈေးတန်းမှာဖိတ်တာတဲ့ဒကာကြီးတွေရဲ့အဲ့ဒါမကြော်သေးဘူးဖြစ်ပြနေမဲ့မကြိုက်သေးရင်မကြော်သေးဘူးလင်းထိန်ပေါ်ပါပြီးတော့တနေ့လုံးထိုင်ရင်တော့ဒါဇနဗရကလျာဏီပွဲခင်းရောက်ပြီအခုတနေ့လုံးမစားမတော့ပဲထိုင်တဲ့လူရှိလားဝမ်းသာလိုက်တာဗျာဘယ်လိုဝမ်းသာမှမသိဘူးသိလားကဲအဲ့ဒါကြောင့်မလို့ဇေရန်မှာဖိတ်နေကြတယ်ကဲဇေရန်ဖြစ်ဖြစ်နေမနဲ့ခိုင်းတို့ဒကမာကြီးတွေကြတော့လဲမိုးဝငါးတွေခေါက်ဆွဲသုတ်တွေလက်ဖက်သုတ်တွေဝင်စားနေလားဘာလားမသိပါဘူးကြည်ရတာခုတည်းဇေရန်မကြော်သေးဘူးဇေရန်ကြော်ဖြစ်ဖြစ်နေမနဲ့တဏှာ2နာရီကရင်ကိလေသာမဲ့နှလုံးသွေးချီပြီးတော့လင်းထိတ်ပေါ်ပါဩဘာသောပိတိပတ္တိဒီမောကောသဘေကောဒုက္ခညာနာဥပါဒနာမုဘခဏိကန္တိစေတိဆိုရတဲ့ဝိပဿနာဉာဏ်ယူကြောင့်နိဗ္ဗာန်အတုတွေရောက်ပြီဇနဗရကလျာဏီပွဲခင်းဒါဆိုခီးတက်ဝက်ကျိုးပြီလင်းထိပ်ပေါ်မှာတနေ့လုံးထိုင်နေမစားမတော့ဖဲနဲ့ချွေးလည်းမထွက်တော့ဘူးအိုက်လည်းမအိုက်တော့ဘူးသရွေးလည်းမမျိုးတော့ဘူးမတွန်းလည်းမတွန်းတော့အယုတ်လေးချထားသလိုထိုင်နိုင်ပြီထမင်းစားသွားခေါ်မစားဘူးဆွေတော့သွားခေါ်မစားဘူးအိမ်သာလည်းမထဘူးအပေါ်ပါလေ
တနေ့လုံးထိုင်တော့ဒါဆိုရင်တော့ဇံကန်းရောက်သွားတော့လင်းနာထိန်နာတွေကလည်းကောင်းပေါ်တာလည်းကောင်းကိုငြိမ်းစိတ်ကြီးတာလည်းကောင်းဒုက္ခဝေဒနာတွေလည်းကောင်းအကုန်ကောင်းနေတော့သနဗရကလျာဏီပွဲကမှာစီဖိတ်နေတာတဲ့ဗျာဒါဟုတ်ဆရာဖရာအဲဒါကြောင့်မလို့ဒီမှာဒီမရဖဲနဲ့စီမဖိတ်ရအောင်ဂရုစိုက်ပြီးတော့ကြော်ပြအောင်ကြော်ဆိုတော့ပြန်ပြီးတော့အလင်းတက်ရတဲ့အချိန်မှာပြန်ပြီးတော့စိုက်ဒုက္ခဝေဒနာလည်းပြတ်တာပဲကောင်းလိုက်တာရှိသေးလားကောင်းလိုက်တာကောင်းလိုက်တာပေါ်လိုက်တာကိုငြိမ်းစိတ်ငြိမ်းနေဖြစ်လိုက်တာဒါကြောင့်ခင်ဗျားတို့ပြောနိဗ္ဗာန်လွယ်အကုန်ပြတ်ပါတယ်မှတ်ထားလို့ပြောတာဒါပြောတာဟိုကမြဲတယ်ဒီကမြဲတယ်ဟိုကကောင်းတယ်ဒီကကောင်းလုံးမဆိုလို့နိဗ္ဗာန်လွယ်အကုန်ပြတ်ခါမှတ်ထားအသေးအဲ့ဒါအရေးကြီးဆုံးပဲဒုက္ခလည်းပြတ်တာပဲဒုက္ခလည်းပြတ်တာပဲအတုကမဒုက္ခဥပ္ပခလည်းပြတ်တာပဲလောကုတ္တရာမဉ္ဇဉ်စိတ်မဉ္ဇဉ်ဖူညာနေတောင်းတဲ့သင်္ကတနယ်ထဲမှာရှိသေးတယ်မဲ့ပြက်ပြီးတော့တဖို့ပြက်ပြီးတဖို့ဘယ်ဟာမှမမြဲဘူးတဲ့နိဗ္ဗာန်လွယ်ပြီးတော့လောကုတ္တရာစိတ်တွေတော့မမြဲဘူးတဲ့ပြောင်းလဲနေတယ်အဲ့ဒါပြက်နေတာပေါ့အဲ့ဒါမလို့အပြည့်နောက်ပြန်လိုက်တစ်ချက်သတိပေးခဲ့တယ်နိဗ္ဗာန်လွယ်ပြီးကုန်ပြတ်တယ်နောက်ပြီးတော့နိဗ္ဗာန်နဲ့ဝေဒနာလည်းခွဲတဲ့နေပြီးခဲ့နိဗ္ဗာန်ကအဝေဒီဒဒုက္ခမခံစားရလို့ကောင်းတဲ့ကောင်းမျိုးသူကချုပ်တဲ့မျိုးဝေဒနာဒုက္ခဝေဒနာခံစားလို့ကောင်းတဲ့မျိုးတဲ့ခံစားလို့ကောင်းတဲ့မျိုးကပြည့်တယ်ခံစားပြီးဟိုကခံစားစရာကိုမရှိဘူးတချုပ်တည်းချုပ်ပြီးဧကောဓမ္မောဓာတ်တစ်ခုတည်းဖြစ်နေတာမပြည့်မရှိတော့ဘူးတဲ့ဗျအဲကြောင့်မလို့နိဗ္ဗာန်နဲ့ဒုက္ခဝေဒနာနဲ့ခင်ဗျားတို့ကွဲအောင်ဟာတပည့်တော်တို့ကဗျာကိုငြိမ့်စိတ်ညက်တခါမတွေ့ဘူးပါဘူးဒီလောက်ချမ်းသာတာလင်းရလဲလင်းတယ်ပေါ်ရလဲပေါ်ချနေအဲ့ဒါနိဗ္ဗာန်မဟုတ်ဘူးလားဗျဓမ္မကြီးမဟုတ်ဘူးအဲ့ဒါနိဗ္ဗာန်အတူမနေ့ကပြောသလိုတဏှိမျိုးဥဟိုချမ်းကုမ္ပဏီကလုပ်တဲ့သုံးနေခံရွှေစိမ်လက်ကောက်ကြီးတွေနဲ့ဆွဲကြိုးကြီးတွေနဲ့နှတော်ကြီးတွေနဲ့ကြွားနေတဲ့ဖွာကြီးနဲ့တူတယ်လှတော့လှတယ်နော်တန်ဖိုးမရှိဘူးမိုးရတဲ့မျက်နှာပဲရှိသေးတယ်တန်ဖိုးမဖြတ်နိုင်တဲ့ဗရမ ्या တို့ရတဲ့မျက်နှာဖြစ်အောင်လုပ်ရမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မလို့နှခင်းကြော်အောင်ဒီဖြစ်ပြနေမနဲ့ကြရင်ဈေးတန်းကြော်ပြီလင်းထိပ်ပေါ်ပါရင်ဟောသနာပရကလျာဏီသူ့ကိုတခါပြန်ဖြစ်ပြရှုလိုက်ရင်အလင်းနဲ့ရှိလို့ရှိလိုက်ရင်မုံပြီးတော့နှုံပြီးတော့မျက်နှာပြောင်းသွားအဲ့ဒါလည်းမြင်ပါများမှာတဲ့အနတ္တလက္ခဏာသုံးမှာပြစ္ဆုတ်ပံယုတ်ပြစ္ဆုတ်ပံနာကိုပထမရှိရမယ်တဲ့ဖြစ်စေသို့မဟုတ်ပြည့်စေသို့မဟုတ်ပြည့်စေပြန်အစားထိုးစေပေါ့နှလုံးကဖြုတ်တော့အဲ့ဒီလိုရှုမှတ်ရမယ်တဲ့ဒါဘုရားဟောတာဒါမြင်စောစောတုန်းကမျက်စိမိတ်ထားလို့မှောင်တဲ့ထဲမှာတွေ့တဲ့ဖြစ်ပျက်နဲ့လင်းပြီးတော့တွေ့တဲ့ဖြစ်ပျက်မတူဘူးတဲ့လင်းတော့မှပိုးစုံတာတဲ့ဒါကြောင့်မလို့အနတ္တလက္ခဏာသုံးမှာပြစ္ဆုတ်ပံခန္ဓာဥပမာဆိုကြပါဒါဒါအတိတ်ဒါပြစ္ဆုတ်ပံဒါအနာဂတ်ပေါ့ဖြစ်စေပြည့်စေရဘာမှရှိလဲပြစ္ဆုတ်ပံကာလမှာရှိတယ်ရှုရတော့ပြစ္ဆုတ်ပံကာလပဲတဲ့ဒါပေနဲ့လို့တဲ့အဲ့လင်းပြီးထိပ်ပြီးတော့ရှုရင်တဲ့ကာလ၃ပါးဝေဖန်နိုင်တယ်အတိတ်ကိုလည်းဝေဖန်နိုင်တယ်ပြစ္ဆုတ်ပံအမြဲတမ်းလာရင်အနာဂတ်ကိုလည်းဝေဖန်ဒိဋ္ဌကအတိတ်ကိုရှုတာတော့မဟုတ်ဘူးအနာဂတ်ကိုရှုတာတော့မဟုတ်ဘူးသာရမအတ္တိဒါနာဂတာပြစ္ဆုတ်ပံနဲ့ဟောကာလအဖြစ်၃ပါးအဲ့ဒါလင်းတဲ့ခါကျပြန်ရှုရင်တဲ့7ပါးသောအခြေအဖြစ်မြင်လိမ့်မယ်အဲ့ဒါမှမဟုတ်ပါနတ္တလက္ခဏာသုံးနောက်ဆုံးမှာပါတဲ့အခုကပြစ္ဆုတ်ပံယုတ်ပြစ္ဆုတ်ပံနာဟောတပ္ပံရူပံတပ္ပံဝေဒနာပေါ့ဗျာယုတ်တွေကုံအောင်ရှုမယ်ဆိုရင်တဲ့ဟောဒီပြစ္ဆုတ်ပံတက်တဲ့ရှိန်လေးပေါ့ပူတဲ့ရှိန်လေးပြက်သလိုတဲ့အတိတ်ကရှိန်နေပြက်လို့ဒီရောက်လာတာမပြက်ဟိုမှာတန်းလန်းဖြစ်မှာပေါ့ဟုတ်လား
ပိဿုပန်ရှိန်လေးပြည့်သလိုအတိတ်ကရှိန်နေပြည့်လို့ပိဿုပန်ရှိန်ရောက်လာတာနောက်ထပ်ဖြစ်မဲ့ရှိန်နေရလဲဒီလိုပဲနောက်နေ့ခါမှပြောကြဗျာပင်မလုံးဝကြည့်တယ်ခင်ဗျာတော်တော်ဆင်းရဲနေပြီတော်တော်မောနေတဲ့သူတွေကြတာဒီထိုင်းတာဟုတ်ဗျာဒါကြောင့်မလို့သောတာပန်ဖြစ်ကြသေးတယ်တော့မှမတော်တာနော်ပိဿုပန်ရှိန်လေးပြည့်တယ်လို့အတိတ်ကရှိန်နေပြည့်လို့ဒီရောက်လာတာနောက်ဖြစ်မဲ့ရှိန်လဲဒီလိုပဲပြတ်မှာပဲဟောအတိတ်ပိဿုပန်အနာဂတ်ကာလ၃ပါးဖြစ်အတိတ်ကိုရှုတာမဟုတ်ဘူးအနာဂတ်ရှုတာမဟုတ်ပိဿုပန်မြင်ပါများလို့အတိတ်ကိုစဉ်းစားကြည့်တယ်အနာဂတ်စဉ်အကုန်လုံးပြည့်တယ်ကာလအဖြစ်၃ပါးနောက်ဣဇဒံဝဗိဒံဝတဲ့အတွင်းမှာပြည့်တယ်လို့တဲ့အပြင်မှာလည်းပြည့်နေရမယ်ဓမ္မကြီးတယောက်ဟင်းတွေလည်းကောင်းပါတယ်ထမင်းတွေလည်းပေါ်ဆံမွေးနဲ့ကြာရတာပဲအဘိနဲ့ညံရင်းလာတော့မစားနိုင်တလုံးနှလုံးစားပြီးပြန်လာဘုန်းကြီးကဓမ္မကြီးဟင်းတွေပါတယ်မကောင်းလို့လားဆိုကောင်းပါတယ်ဗျာတဲ့ဘာဖြစ်လို့မစားရလဲအထူးတော်မျက်စိထဲမှာတဲ့ထမင်းလုံးတွေကရွာစီလှုပ်နေတာတွေ့ရတယ်ဟင်းချက်သားတွေကလည်းဖွာနဲ့အမုံတွေထွက်နေတာတွေ့တော့မစားခြင်းလို့ပြန်လာတာအမေဒီဓမ္မကြီးကတော်တော်ရင်းလာပါလားဣဇဒံဝဗိဒံဝဗိဒတော့မြင်လာတယ်ဆိုတော့ရင်းလာပဲလမ်းလျှောက်လာတော့ကိုမြေကြီးတွေဘယ်လိုများထူတဲ့ဓမ္မမြေကြီးတွေကလည်းဘုရားလှိုင်းထနေတာဗျာလှိုင်းထတော့လဲမှာဆိုတော့ကဘာကရနဲ့ဓမ္မယုံကြီးတဲ့ဝင်လိုက်တော့တဲ့ရှားတို့တွေကလည်းရွာစီဖြစ်တယ်ဘုရားတိုင်နေရတယ်မငြိမ်ဘူးတဲ့လှုပ်စီဒီလိုဖြစ်နေတယ်ဘုရားဟာဒီဓမ္မကြီးတော်ညံရင့်နေပြီဣဇဒံမှာအတွင်းမှာမြင်တယ်လို့ဗိဓံမှာအပြင်မှာလည်းမြင်နေတယ်ဒါဆိုရင်တော့ကိလေသာကုန်တော့မယ်ကိလေသာဟုတ်လားပြတ်တော့မယ်သောတာပန်အနည်းဆုံးဖြစ်တော့မှာပေါ့ဗျာအခုတော့ခမည်းတော်ကျုပ်လည်းထည့်ထားပါတယ်နော်ခမည်းတော်ရောမပြောပါဘူးဟောကြနှိမ်ချတယ်ပြောမှဆိုလို့ဟုတ်ခမည်းတော်ကျုပ်တို့ကခန္ဓာရဲ့ချတော့ကိုယ်ခန္ဓာရဲ့ကြည့်တော့ဖြစ်ပြကိုယ်မိမကြည့်တော့ချောဘုန်းကြီးကတော့ဘယ်လိုလုပ်ရမလဲမိမမရှိတော့ဩကိုယ်တက္ကရာမတွေကြည့်တော့ချောပေါ့ဟုတ်တယ်မလားခန္ဓာရဲ့ကြည့်တော့ဖြစ်ပြကိုယ်လင်သားကြည့်တော့လှကိုယ်သားမယားကြည့်တော့လှဒါမဲ့ချွေးမကြတော့ချောဒါပေမဲ့ခန္ဓာထဲမှာတော့ဖြစ်ပြပြီအပြင်ကြတော့ကိလေသာတွေပြန်ဝင်လာတယ်အကောင်ထဲတွေထင်ပြီးတော့ချောတယ်လှတယ်ဟုတ်တယ်မလားဒါပေမဲ့အပြင်မမြင်ရင်ကိလေသာပြန်ဝင်မှာပဲအပြင်မှာမြင်မှကိလေသာမဝင်မှာတရားအထုတ်ဆဲတော့မဝင်ဘူးပေါ့ဗျာဖြစ်ပြနေမယ်နဲ့ကြိုက်တယ်ပြီးလိုက်တော့သားတွေမယားတွေသတိမယားတွေသမက်ချွေးမတွေကြည့်ပြီးတော့ချောတယ်လှတယ်ပစ္စည်းလေးတွေကြည့်ပြီးတော့ချောဒါမှမဟုတ်လည်းကိုယ့်အကူမှန်ရှိသွားပြီးတော့စိတ်ငကလေးပို့ပြီးတော့လှတယ်ဘာညာပေါ့ဗျာဟုတ်တယ်မလားအဲ့ဒါအပြင်မှာလည်းဖြစ်ပြမမြင်ဘူးအတွင်းမှာတော့မြင်တယ်ဒါဆိုရင်လူသေးတယ်တန်တန်အားဖြင့်2ပါးကာလအားဖြင့်3ပါးဣဇဒဗေဒတန်တန်အားဖြင့်2ပါးတဲ့ဖြစ်ပြမြင်ရမှာနောက်တစ်ခုသွားသဘာဝအားဖြင့်2ပါးဩလာဒီကံဝါဒုက္ခမံဝါတဲ့ဩလာဒီကံဝါကျမ်းတန်နဲ့ယုံနံနေပြည့်နေသလိုဒုက္ခမံဝါအမတန်နူးညံ့သိမ်မွေ့တဲ့ယုံနေနံဒီလည်းပြည့်နေတယ်ဗမာလိုပြောတော့ရှင်းကြီးပြည့်တယ်လို့ငွေလေးတွေလည်းပြည့်နေတယ်လှုပ်ကြီးပြည့်တယ်လို့သိမ့်လေးတွေလည်းပြည့်နေတယ်အပြင်ဥမာနဲ့ပြောဆင်ကြီးသေးတယ်လို့ဖြုတ်ကလေးလည်းသေးတယ်ဆင်ရကျမ်းတာပေါ့ဖြုတ်ကလေးကနုတာပေါ့ဟုတ်တယ်မလားခေတ္တမီအချမ်းသာလည်းပြည့်တယ်အနုသာလည်းပြည့်တယ်သဘာဝအဖြစ်2ပါးထဲတော့ဘယ်လောက်ဖြစ်သွား9ခွန်ဖြစ်သွားပြီပေါ့ကာလအဖြစ်3ပါးတဏ္ဍာအဖြစ်2ပါးသဘာဝအဖြစ်2ပါးနော်နောက်တော့ဇတ်အဖြစ်2ပါးထဲအောင်ဟိနံဝါပဏိတံဝါဟိနံဝါယုံညာနဲ့ခွေးတိရစ္ဆာန်တို့ရဲ့ခန္ဓာတွေပြည့်နေသလိုပဏိတံဝါအလုံးမုံမြတ်တဲ့ဘုရားယဟန္တာရဲ့ခန္ဓာလည်းပြည့်နေတယ်ခွေးကြည့်လည်းပြည့်တောင်းစားကြည့်လည်းပြည့်
တိရစ္ဆာန်တွေကြည့်လဲပြက်ဥညာတော်ကြည့်လဲပြက်ဖယားရှင်ကြီးကြည့်လဲပြက်ဒါမင်းဖယားကိုကြည်ညိုတာနဲ့ဖယားကြည့်လို့ပြက်တာမြင်တာနဲ့ဘယ်ရတန်ဖို့ရှိမလဲဟမ်အေးပေါ့ဖယားကိုကြည်ညိုတာကကုသိုလ်ရိုးရိုးပြက်တာမြင်တာကဝိပဿနာညာဖယားဘယ်ဟာကိုအားပေးလဲအေးပေါ့ဒါတကားပြပါဆိုဝက်ကလိလေဖယားကိုကြည်ညိုလို့ဘုန်းကြီးဝတ်ပြီးတော့နောက်ကတကောင်းကောင်းနဲ့လိုက်ကြည့်တာဖယားဘာမှမပြောနောက်တော့ဆုံးခံသွားတဲ့ရွာထဲမှာဖျားတော့ဦးစင်းလေးတစ်ပါးထားပြီးတော့ဂုံဘကာရအိုးရင်းတဲ့အိမ်မှာတကားကြီးပြောပြီးတော့နေမကောင်းလို့ဒီမှာဆေးတော်နဲ့ခဏနားပြရစီဆိုပြီးတော့ဘုရားပြောတော့ဟိုကလည်းလက်ခံပါတယ်ဝေနာတဖြည်းဖြည်းနဲ့တိုးတဲ့တိုးလာတော့သေမယ်ဆိုတာသူသိလာတော့အလုကျွေးဥစဉ်လေးကိုဘုရားပြပိသမှာနောက်ဆုံးဘုရားရဲ့လှပတာကြီးရူပကာယတော်ကြီးတင်းတောင်တင်းတယ်ကြီးကြည့်ပြီးတော့သိခြင်းလို့ဒါနဲ့ဥစဉ်လေးကသွားပြီဘုရားသိတော်မူတယ်လိုက်လာတယ်အဲဒီမှာသူကဖျားနေတော့ထထက်ပြီးအယုသေးတော့မပြည့်စုံဘူးလေရှင်းမခုနဲ့နေမင်းကနေမကောင်းငါတင်းတော်တဲ့နေရာနေမယ်ဘုရားနေမယ်ဆိုပြီးတော့ပြောတာဝဂလီတဲ့ငါဘုရားသာသနာတော်သိက္ခာ300အကျင့်မြတ်3ခုရှိတယ်သီလနဲ့ပတ်သက်ပြီးတော့တန်တရားရှိလို့မေးမြန်းခြင်းလို့ငါဘုရားပြင်တာလားမဟုတ်ဘူးတဲ့သူသီလနဲ့မဟုတ်ဘူးသမာဓိထူထောင်တဲ့နေရာမှာတန်တရားကုက္ကုဇရှိလို့ပြင်တာလားမဟုတ်ဘူးတဲ့ပညာနဲ့ပတ်သက်ပြီးတော့ရှုွက်တွေများမှားနေလို့မှန်အောင်မေးခြင်းလို့များပြင်တာမဟုတ်ဘူးဘုရားအသေးစားနဲ့ပြီးတာအဲ့တော့သီလသမာဓိပညာငါဘုရားရဲ့သာသနာတော်မှာသိက္ခာသုံးပါးသာသနာတော်မြတ်ဆိုတာဒါအရေးကြီးတယ်သီလသမာဓိပညာနဲ့ပတ်သက်ပြီးမမေးဘဲနဲ့မင်းကဘာဖြစ်လို့ငါပက်ခိုင်းတာလဲအရှင်ဘုရားကိုကြည်ပြီးတော့သိခြင်းလို့ဖြစ်မှဖြစ်ရတယ်ဖြစ်မှဖြစ်ရတယ်ဖြစ်မှဖြစ်ရတယ်ပေါ့ဗျာဟုတ်တယ်မဟုတ်လားနော်အဲ့ဒါနဲ့ဘုရားကဣမိတံပုရိကာယေနဤခန္ဓာကိုအကောင်ပိုးကြီးကိုဒိဋ္ဌိနာမြင်ကြည့်သဖြင့်ကိန်းအပ်တော့ဘာကျိုးရှိမှလဲငါဘုရားရဲ့ခန္ဓာပိုးကုတ်ကြီးကိုကြည့်ပြီးတော့မင်းကုသိုလ်ပဲရမှာပေါ့တဲ့လူပြည်နတ်ပြည်ပဲရောက်မှာပေါ့တဲ့တရားရမလားတဲ့မရဘူးတဲ့ငါဘုရားလည်းမင်းတို့လူပြည်နတ်ပြည်လောက်နေတော့ဘုရားမပွင့်ဘူးတဲ့နိဗ္ဗာန်ကိုရောက်အောင်ပို့ခြင်းလို့ဘုရားဖြစ်လာတာတဲ့ဘုဒ္ဓဘောဓိယမုဒ္ဓမောစီယဒိဋ္ဌောတာရိယပေါ့ဗျာနော်အဲ့တော့ဝဂလီတဲ့ငါဘုရားကိုကြည်ညိဘာကျိုးရှိမှလဲရောခြင်းပုဂ္ဂိုလ်သည်ဓမ္မတရားကိုပတ္တိမြည်သောထိုတရားကိုမြင်တဲ့ပုဂ္ဂိုလ်သည်အဟံငါဘုရားစိတ်ကိုပတ္တာမိမြင်တော့တယ်တရားမြင်မှငါဘုရားကိုတန်ဖိုးရှိမှသိမှာတဲ့ဘာဖြစ်လို့ဘုရားဖြစ်တာလဲဒီကိလေသာတွေပယ်တတ်လို့ပါမီပြည့်လို့ဘုရားဖြစ်တာဆိုတော့သိတော့မှကြည်ညိုတာကွာဒီရူပကာယတော့အပုပ်ကောင်ကြီးကိုကြည့်ပြီးကြည်တော့ဘာကျိုးရှိမှလဲကွာအဲ့တော့တဲ့တရားသိဖို့အရေးကြီးတယ်ငါဘုရားရဲ့ရည်ရွယ်ချက်ကဘုဒ္ဓဘောဓိယမင်းသစ္စာလေးပါးသိအောင်ငါဘုရားပွင့်လာတာအဲကြောင့်မလို့သစ္စာလို့လုပ်ပါဆိုပြီးသူ့ကိုအဲ့ဒီဝေဒနာရှုနည်းပေါ့ဗျာဝေဒနံခံစားချက်ဆိုတဲ့သဘောလေးသည်အနေစံဖြစ်ပေါ်ပြီးကပျက်စီးတတ်တဲ့အတွက်ကြောင့်မမြဲပါတကားသင်္ကတံတမျိုးပြီးတမျိုးပြောင်းနေတယ်နည်းနည်းနာရီအလတ်စားရီတာရီအလတ်စားရီနည်းနည်းပြောချင်လဲပြောသွားမှာပေါ့ဗျာပြောင်းလဲနေတယ်နေစာသင်္ကတပရိစ္ဆသမုပ္ပါဒနာအကြောင်းတည်းလဲအကျိုးတည်းလဲဖြစ်နေကြတယ်ဟုတ်တယ်မလားအကြောင်းတည်းလဲအကျိုးတည်းလဲဆိုတာကဖတ်တာပြည့်စရာဘာဖြစ်လဲဝေနာအကျိုးပေါ့ဗျာဝေနာပြည့်စရာတဏှာဆိုတော့ဝေနာအကြောင်းပြဖြစ်သွားတာပေါ့ဟုတ်တယ်မလားအဲ့ဒါဘုန်းကြီးကဝေဒနာခံစားချက်ဆိုတဲ့သဘောလေးဒီပရိစ္ဆသမုပ္ပါဒနာအကြောင်းတည်းလဲအကျိုးတည်းလဲဖြစ်ကြကုန်၏အကြောင်းကြီးပဲလဲမသွားဘူးအကျိုးကြီးပဲလဲမသွားဘူးဖတ်တာထောက်တော့အကျိုးတဏှာထောက်တော့အကြောင်းဖြစ်သွားတာဟုတ်တယ်မလားအဲ့ဒါဟောထားတာကို
ဒီအလုပ်ပေးတရားကိုဟိုမထေရမှာသွားဟောတော့မန္တလေးမထေရပေါ့ဗျာအခုစစ်တီဖြစ်နေတာပေါ့အဲ့ဒီမှာသွားဟောတော့ကျူရှင်ဆေရာတယောက်ကသူကဒီတရားနာဘူးတဲ့အဲ့ဒါအရှင်ဘုရားနဲ့တွေ့တော့တော်ပဲတဲ့ဆုံးလက်ကတ်တယ်ဝိထုလေးတွေလည်းကတ်တယ်သူတပည့်လေးတွေလည်းခေါ်လာတာပေါ့ဗျာသူကဟောတာကျောင်းဖွင့်တာဟုတ်ကျောင်းဖွင့်တာပေါ့အဲ့ဒါခေါ်လာပြီးတော့ကတော့ပြီးတော့တပည့်တော်ရှင်ဘုရားမေးစရာတစ်ခုရှိတယ်တဲ့ဝေဒနာဟာအကြောင်းလားအကျိုးလားတဲ့ဝေဒနာခန္ဓာဆိုတာအကျိုးနဲ့ပါတာပေါ့တကားကြီးလို့ခန္ဓာတယ်အရှင်ဘုရားဘာဖြစ်လို့အကြောင်းတက်လဲအကျိုးတက်လဲဟောတာလေတဲ့အကျိုးမြတ်လဲအကျိုးဟောပါလားဘာဖြစ်လို့အကြောင်းဟောတာလဲတဲ့အဲ့လိုမေးတယ်သူကတကားကြီးတို့တကားကြီးကအကွက်နဲ့ပြောတာလို့ဝေဒနာခန္ဓာမှုတို့အကျိုးဒုက္ခသစ္စာကျုပ်ကအကွက်နဲ့ဟောတာမဟုတ်ဘူးတလုံးချင်းထောက်ဟောတာဖတ်တာပစ္စယဝေဒနာဖတ်တာကြောင့်ဝေဒနာပေါ်တယ်ဖတ်တာကအကြောင်းတရားဝေဒနာကအကျိုးတရားဝေဒနာပစ္စယတဏှာဆိုတော့တဏှာဝေဒနာကအကြောင်းတရားတဏှာကအကျိုးတရားဖြစ်တယ်ကျုပ်ကတလုံးချင်းထောက်ဟောတာခမည်းအကွက်နဲ့ပြောတာဆိုတော့ခမည်းပြောတာလည်းမှန်ပါတယ်လို့ကျုပ်ဟောတာလည်းမမှားပါဘူးအဲ့လိုပြောရတာပြောဘုရားသူပြောတာမှားတယ်ဆိုကြိုက်မလားဗျဟုတ်တယ်မလားစကားကလည်းခက်တာနော်ပြောရတာအဲ့ဒါခမည်းအကွက်နဲ့မှန်တယ်ကျုပ်ကတလုံးချင်းပြောတာထုတ်ဟောတာမှန်တယ်ခမည်းလည်းမှန်တယ်ကျုပ်လည်းမှန်တယ်ဒီပြောရတာသူမှားတယ်ဆိုရင်ပဲခံကြည့်မလဲသူကလည်းဟုတ်လားအဲဒါမှမလို့ဝေနာဟုတ်လားဖတ်တာကိုထောက်ရင်အကျိုးတဏှာကိုထောက်တော့အကြောင်းတက်လက်အကျိုးတက်လက်ဆိုတော့အကြောင်းကြီးပဲလည်းမသွားဘူးအကြောင်းတက်လက်အကျိုးတက်လက်အကြောင်းတက်လက်တလုံးချင်းပေါ့ဗျာအကွက်နဲ့မဟုတ်ဘူးနော်အဲဒါဝေဒနာခံစားစေဆိုတဲ့သဘောလေးသည်ပရိစ္ဆာသမုပ္ပန္နာအကြောင်းတက်လက်အကျိုးတက်လက်ဖြစ်ကြကုန်၏မမြဲဘူးပေါ့နေစာသင်္ကရဒါပြည်တော်ဘုရားမှာတော့ပါသေးတာပဲဒါရှင်သာရိပုတ္တရာကိုဒါစယုပြီသူကရခတဝတုလိုင်ကမှာဒီကနခပရပိုက်ကိုအကြောင်းပြုပြီးတော့ရှင်သာရိပုတ္တရာဝေဒနာသိသိနေဟောတဲ့နေရာပါတယ်9ချက်လေအနေစာသင်္ကတာပရိစ္ဆသမုပ္ပန္နာခယဓမ္မကုံသွားတဲ့သဘောရှိကုံတယ်လို့မှကုံတယ်လို့ယူကုံတယ်လို့မှကုံတယ်လို့ဒီကုံတယ်လို့ယူရမှာပေါ့ဗျာဝေယဓမ္မပြတ်တတ်တဲ့သဘောသာလင်းရှိကြပါပြီဒါပြတ်တယ်လို့ရှုတာဒါနေ့တိုင်းရှုတာပေါ့ခရဓမ္မရဝိရာဂဓမ္မအဲ့ဒါလေးကတော့တော်တော်ဆန်းကျယ်တယ်ဗျတဏိသေးချင်းကကင်းပါပြီတဲ့ဥမာဈာစိတ်လေးပေါ်လာတယ်အဲ့ဈာစိတ်လေးပေါ်တဲ့ချိန်ဈာစိတ်နဲ့သက်ရှင်ရတယ်ခင်ဗျားတို့ကကြည်လိုက်တော့ဈာစိတ်တွေ့မလားအနိစ္စတွေ့မလားအေးဒါကြောင့်ဝိရာဂဓမ္မခင်လို့မရတဲ့တရားတွေဝိရာဂဓမ္မဆိုတာခင်လို့မရဘူးတဲ့ခင်ဗျားတို့ခင်မဲ့ကြံမရှိတော့ဘူးအဲ့ဒါခင်မဲ့ကြံမရှိတာကိုခင်ဗျားတို့ကရမ်းပြီးတော့မရှိတာငါဟာလုပ်ပြီးခင်နေကြတာတဲ့ဒါကြောင့်မလို့ဘာလေးပဲပေါ့ခင်မဲ့ဆိုမရှိတော့ဘူးခင်လို့မရဘူးရတာလေးလည်းခင်လို့မရဘူးအေးတာလေးလည်းခင်လို့မရဘူးရှားတာလေးလည်းပေါ်ပြီးတော့ခင်လို့မရဘူးခင်မဲ့ကြရှိမှမရှိတာအဲ့ဒါခင်လို့မရဘူးရှုတော့ဘာဖြစ်လဲတဏှာသေးတာပေါ့အဲ့ဒါနဲ့တချို့သဘောပေါက်တဲ့လူရှိတယ်တရားရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘုန်းကြီးတို့လျှက်စစ်ဒုညွှန်ကြားမှုဘုံမူကြီးတောင်းစိတ်ဒါစမ်းကြောင်းမှနေတယ်အဲ့ဒါနဲ့သူကအဲ့ဒါရှုတာခင်သူကရှိန်းဆိုခင်လို့ခင်မဲ့ကြရှိသေးလားမရှိတော့ဘူးရှိတာအနေစသီတာမေကသီတာကသမုဒိယနောက်ထပ်ဝေဒနာဘုံမှာကនិရောဓပေါ့ဟုတ်တယ်မလားအဲ့ဒါအေးကလေးဆိုခင်မဲ့ရှိသေးလားမရှိတော့ဘူးအဲ့ဒါမရှိမှန်းသိနေတာပြက်ပြက်ပြီးသွားတာမြင်တာဒါဝိပဿနာပဲပေါ့အဲဒါမှမလို့ခင်လို့မရဘူးခင်မဲ့ကြမရှိတော့ဘူးပေါ့အဲ့လိုရှုတာ तू ကအဲ့ဒါနဲ့သဘောပေါက်တယ်အဲ့ဒါနဲ့တရားရကြတယ်ခီးပေါက်တယ်ပေါ့နောက်ဆုံးကတော့និရောဓဓမ္မခဏခဏပေါ်ပြီးတော့ခဏခဏချုပ်ကြကုန်၏ဥပ္ပိစိတဝါនិရုဇ္ဇန္တိဆိုတာပါဠိရှိတယ်ခဏခဏပေါ်ပြီးချုပ်တယ်ခဏချုပ်ပေါ့
ခဏကျုပ်များများရှုမှလည်းအစဉ်ကျုပ်ရောက်တာကိုသင်္ကတနာနာမဲ့ရှုမှအသင်္ကတရောက်တယ်လို့ခဏကျုပ်များများရှုမှအစဉ်ကျုပ်ရောက်တယ်ဘဝလိုတော့ဝိပဿနာမဲ့များများရှုမှလောကုတ္တရာမဲ့ရမှာဒီလိုပြောတာပါပဲနေအောင်တွက်မှအာုံတက်မှနေမင်းထွက်တယ်အာုံမတက်ဖဲနဲ့နေမထွက်ဘူးဟုတ်လားဒီလိုသဘောတွေပေါ့အဲတော့ခုနှစ်ချက်အနေဆာသင်္ကတပရိစ္ဆာသမုပ္ပါဏခယဓမ္မဝယဓမ္မဝိရာဂဓမ္မនិရောဓဓမ္မခမတိအောင်ပဲသရပြေတော့ပါခမတိတော့ပါဟဲ့ဒီတယ်အဲ့ဒီဝေနာသိသိနေတွေဟောပြတော့ပြီးတော့ကဲမင်းရှုကွာဆိုတော့ဒါတပည့်တော်ဒီမှာတော့ဘုရားအိုးလုတဲ့သန္တိဘာသန္တိနဲ့ဆိုတော့ရှုပ်တဲ့တပည့်တော်ကိုတဲ့ဒကာဓမ္မတွေပို့ခိုင်းပါတဲ့ဂိဇဂုတ်တောင်ခြေရင်းရကာလသိလာကျောင်းညိုချက်ပုံမှာတည်ထားတဲ့ကျောင်းလေးပေါ်မှာသွားပြီးရှုမယ်ဆိုပြီးအဲ့ဒီရွှေ့သွားပြီးရှုလိုက်တာဝဂလိတရားလေးရလေပင်နဲ့လှီပရိနိဗ္ဗာန်ဆန္ဒပေါ့ဗျာဒီလိုပဲပေါ့အဲ့တော့လေပင်လှီပရိနိဗ္ဗာန်ဆန္ဒတော့ဆွေတော်ပေါ့တောင်ကိုဆွေတော်ကျောင်းမှာဟောတော့အဲ့ဒီကကိုတော်လေးကဦးဇင်းနဲ့ခဲ့ပါတယ်အရှင်ဘုရားရဟန္တာဖြစ်ပြီးတော့ဘာဖြစ်လို့လေပင်ပရိနိဗ္ဗာန်ဆန္ဒလဲအဲ့ဒါတပည့်တော်မယုံဘူးတဲ့အဲ့ဒါတပည့်တော်သိတာကတော့ဘုရားကိုဖူးကျင်တာမဖူးရလို့မထူးတော့ပါဘူးဆိုတောင်ပေါ်ကခုံချတောင်ပေါ်ခုံချတော့ဘုရားသိတော့မှအဲ့ဒီမှာသူ့ကိုကဲပြီးတော့တရားဟောတော့မှတရားရတယ်ကြားဘူးတဲ့လေပင်ဓာတ်နဲ့လှီးပြီးတော့ပြိဋိဘဆန္ဒမကြားဘူးတဲ့သူကအဲ့လိုပြောတယ်တော့ဒါနဲ့ပဲအရှင်ဘုရားအခုငယ်ပြန်တော်မူသွားပြီသူမနေ့ကလားမသိဘူးဆိုတော့ကြောင့်ပြန်တော်မူသွားရင်ငယ်ပါသေးတယ်ကင်ဆာလားပါလားမသိဘူးအဲ့တော့ရှင်ဘုရားကဓမ္မပဒတွေကြည်တာနဲ့တူတယ်လို့အထကထာနဲ့ပါဠိတော်ဆိုပါဠိတော်အလေးပေးရမယ်အထကထာဆိုတာကတော့ချက်ကျင်တိုင်းချက်တာပေါ့ဗျာအဲ့တော့ဝဂလိသုတ်တံဆိုတာရှိပါတယ်ထေရဝတ္ထုပါတော့အရှင်မပြန်လေ့လာပါအောင်ပြန်ကြည့်တော့မှသူပြန်ကြည့်တယ်မယုံတော့ဟုတ်တယ်ကိုတော်ကြီးတဲ့ထက်မြက်တော်ထားနဲ့လေပင်လှီးပြီးပြိဋိဘဆန္ဒပါတယ်တဲ့ပါဠိတော်နဲ့ထာဂရဆိုပါဠိတော်အရေးပေးရမှာပေါ့ဟုတ်တယ်မလားပါဠိတော်ဘုရားဟောတာဒီကတက်တက်ကြီးညိုဝဲဖြစ်ပြီးတော့ချဲ့တာဒီပေါ့ထာဂရတွေရှိတာအဲဒါကြောင့်နိုင်ငံခြားသားတွေကလေဗိဓိကသုံးပုံတော့မယုံကြည်ဘူးဓမ္မစကြာနဲ့အနတ္တလက္ခဏာအဲ့နှစ်သုတ်ပဲယုံတယ်တချို့အဲ့နှစ်သုတ်နဲ့လည်းရဟန္တာဖြစ်တာပဲပစ္စဝေငါဟုတ်တယ်မလားဒီနှစ်သုတ်နဲ့လည်းလုံလောက်နေပြီဗျာခင်ဗျားတို့တရားရနိုင်ပြီဇန္နာတွေကဇဲအားလျော်သွားလိုက်ပြီးတော့ဟောပြောရတာပေါ့အကြိုက်တွေကြည့်ပြီးတော့7400တောင်อ่ะအဲ့တော့နိုင်ငံသားတွေကဓမ္မစကြာနဲ့အနတ္တလက္ခဏာသုတ်ဒါပဲယုံတယ်ဓမ္မစမယုံဟောသူတို့ပြောတော့နှာခေါင်းရှည်ဆိုတော့ကလားတွေနေမှာပေါ့ဗျာနှာခေါင်းရှည်တွေချက်ထားတာတွေပါတွေဆိုပြောတာပေါ့နော်ကဲဒါမြင့်ခုနကကာလအဖြစ်3ပါးတန်တန်အဖြစ်2ပါးတဘာဝအဖြစ်2ပါးဇတ်အဖြစ်2ပါးနော်အဲ့တော့ငါဘုရားမြင်လေငါဘုရားကြည်ညိုတော့မေဘာကျိုးရှိပါလေမိမိခန္ဓာရဲ့သဘောတွေဖြစ်ပြမြင်အောင်ကြည့်ပေးရမယ်ဆိုကြည့်ခိုင်းတော့ရဟန္တာဖြစ်တယ်မို့လားဝဂလိထားပြောတာပါဘုရားကိုရွှေတော်ကိုဘုရားကြီးသွားပြီးကြည်ညိုတာကကုသိုလ်ရ30ဘုံမလုပ်ဘူးရွှေတော်ဘုရားကြီးသွားကြည့်လို့ရွှေပြားတွေလှုပ်စီဟောလားကြောက်တွေလည်းလှုပ်စီဖြစ်တာမြင်တော့တရားရဩဒါတွေလည်းပြက်တာပဲလှုပ်စီတွေးအောင်နဲ့ရှင်းနေသလားငါရှိပြုတ်ကြရင်ကောင်းမလားမသိဘူးလှုပ်ချင်သေးလားဩရွှေတကြသား6တပြား6ကြသားလောက်ရှိတယ်နော်အေးအဲ့ဒါကြောင့်ဒုက္ခဓမ္မတွေဖရာကလည်းသူ့ကိုကြည်တာတော့ဖြစ်ပြမြင်သိခြင်းတယ်ဣဇဒံဝါအတွင်းမှာဖြစ်ပြမြင်တယ်လို့ဗိဓံဝါပြင်မှာလည်းဖြစ်ပြမြင်ရမယ်အတွင်းမှာတော့မြင်ပြီးတော့ပြင်မှာမမြင်ရင်ကိလေသာပြန်ဝင်တာပေါ့ဟုတ်တယ်မလားဟိတစ်ချက်နော်ကဲနောက်တစ်ခုပဲကြံတော့တယ်ကာလအဖြစ်3ပါးတန်တန်အဖြစ်2ပါးသဘာဝအဖြစ်2ပါးဇတ်အဖြစ်2ပါးကဲနောက်ထပ်2ပါးအယတ်အဖြစ်2ပါးတဲ့ယန္တုရေတန္တိကေဝါတဲ့
တန်တိကေဆိုတာကိုယ့်ရဲ့ဉာဏ်အောက်မှာအနည်းဆုံးရှိန်လေးပြတ်တယ်လို့ဟိုအိန္ဒိယရှိန်ဟောအိန္ဒိယရှိန်ဟောဘယ်လိုဖြစ်လို့မပြောတာလဲမသိဘူးနော်ဒုက္ခပါဟောကတော့သိတော့မယ်ရှေ့သွားမှလည်းခက်နောက်ပြန်ဆုတ်အောင်မှလည်းခက်နေပြီကျုပ်မှာမပြောတော့အမေရိကန်ရှိန်ဟောအင်္ဂလန်ဂျပန်ကိုရီးယားဩစတြေးလျနယူးဇီလန်နတ်ပြည်6ထပ်ဓမ္မပြည်မှာရှိတဲ့ရှိန်ဟောအပေ4ပုံမှာရှိတဲ့ငရဲမီးတွေရောအဲ30ပုံလို့ဘာဖြစ်လဲကဲဘယ်မှာကတ်အောင်မလဲတဏှာကတ်စမ်းအတိတ်ကာလလုံးဝအဖြစ်လည်းကတ်လို့မရဘူးတန်တန်အဖြစ်နှစ်ပါးလည်းကတ်လို့မရဘူးသဘာဝအဖြစ်လည်းမရဇတ်အဖြစ်လည်းမရဘူးကာလအရက်အဖြစ်လည်းမရရင်ကဲဒါမြင်ဘယ်မှာမှဟုတ်လားမြဲတယ်ဆိုတာမမြင်တော့မမြဲတာမြင်တော့တဏှာသိပြီပေါ့တဏှာမှပေါ်ခွင့်မရှိတော့တာဟုတ်လားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကပြစ္ဆုတ်ပံခန္ဓာကိုဖြစ်ပြလက္ခဏာတော့ပြစ္ဆုတ်ပံခန္ဓာမှာရှိတယ်တဲ့ပြစ္ဆုတ်ပံခန္ဓာတွေးမှဖြစ်ရင်ဖြစ်တယ်ပြည့်ရင်ပြည့်တယ်အတိအကျသိတယ်ဒါပေမဲ့လို့တဲ့ပြစ္ဆုတ်ပံခန္ဓာလေးတစ်ခုတည်းသိုံနဲ့မပြီးသေးဘူးတဲ့7ပါးသောအချင်းအားဖြင့်မြင်မှဖြစ်ပြကုန်မှာအဲကြမှာသဗ္ဗံရူပံဟောရုပ်လည်းကုန်ပြီသဗ္ဗံဝေဒနံသဗ္ဗံသင်ညာသဗ္ဗံသင်္ခါရံသဗ္ဗံဝိညာဏံအကုန်ကုန်မယ်အဲ့ဒါကုန်တော့မှနေတမမနေသောအနတ္တမိနေသောမေအတ္တာငါကိုငါဟာပစ္စည်းရဲ့လို့မရမှန်းသိတော့အဲ့ဒီမှာတဏှာတွေသေပြီးတော့သောတာပန်ဖြစ်တယ်ဟောအနတ္တလက္ခဏာဆိုကြတော့5ပါးလုံးယန္တာဖြစ်တယ်ဒါ7ပါးသောချင်းရမှတ်ပြီလားပြန်တစ်ခေါက်ပြောမယ်နော်ကာလအားဖြင့်3ပါးတန်တန်အားဖြင့်2ပါးအတွင်းပြင်ပေါ့တဘာဝအားဖြင့်အကျမ်းအနု2ပါးဒါအလင်းတက်ရမှာအနုကမြင်တာလေအလင်းတက်မရပဲမြင်မလဲအာလောကဥဒ္ဒပါတိဖြစ်မှခီးချသုံးချလို့ရမှာနော်နောက်ပြီးတော့တဘာဝဟိဇအားဖြင့်2ပါးဒီအရက်အားဖြင့်2ပါးပေါင်းလိုက်တော့အဲ့ဒီ7ပါးသောမြင်ပါများလာတော့မှမုံလာဟာလာပြီမုံညာလာပြီသောတော်ကဖြစ်ပြမြင်လို့သဘောကျပြီးတော့အိုးကြည်လို့ကောင်းကြည်လို့ကောင်းကြည်လို့ကောင်းမထားဘူးထမင်းလည်းမစားဘူးညလည်းမစားဘူးဟာထိုင်လို့ကောင်းလိုက်တာပီတိတွေစားလိုက်ဒုက္ခတွေခံစားလိုက်ခံရလိုက်ကိုငြိမ်းစိတ်ကြီးတွေချမ်းသာလိုက်အမလေးတခါတည်းရွှေထူးကြီးနဲ့ကြွားနေတဲ့ဖွာကြီးပေါ့ဗျာဘောပေါင်းပြောရတာအခုတော့ဇဏပရကလျာဏီပွဲကင်းလဲကြော်လိုက်ကောမုံညာဝင်လာပြီဒါမြင်အဲ့ဒီယောဂီဟာထိုင်လိုက်ထားရှုလိုက်ရင်းကြံလျှောက်လိုက်သွားလှဲလိုက်ထိုင်တော့လဲမဟန်ရရှုတော့လဲအစင်မပြေရင်းကြံလျှောက်တော့လဲဘဝင်မကြသွားအိတ်တော့လဲအစင်မပြေတော့အဲ့ဒီမှာခဏမငြိမ်ဖြစ်လာလောကတနေ့လုံးထိုင်တယ်လို့ထပါဆိုတာတော့မထားတဲ့လူဟာအဲ့ဒီဖြစ်ပြပြန်ဆိုင်လားမဆိုင်လားဆိုင်ရင်ဘုံညာဝင်လာရင်ခဏမငြိမ်တော့ဒါဘုန်းကြီးတို့ကြည့်ရအောင်ထိုင်တော့လဲသူစိတ်တော့ဘဝင်မကြဘူးရရှုတော့လဲမဟန်ဘူးဉာဏ်လျှောက်တော့လဲသဘာဝမကြဘူးသွားအိတ်တော့လဲမဖြစ်ဘူးသူကအဲ့ဒီယောဂီကအဲ့ဒီချိန်မှာလေခင်ဗျာမှန်ပြီးတော့သွားပြန်ကျောင်းမှာမနေနဲ့ခင်ဗျာဓမ္မဝင်ထဲမှာမနေနဲ့တရားတွေကပြန်တော့အော်လို့ဆဲလို့မပြန်တော့ဘူးလေအဲ့ဒီကြာဆဲလို့တော့မပြန်တော့ဘူးလေဒါသူတော့ဘာဆိုတော့မုံညာဝဲလာဆဲတယ်လေသူစိတ်ထဲမှာဖြစ်ပြမြင်မှာပေါ့ဗျာဆဲတဲ့မြင်မှာမဟုတ်တာကြီးပဲစိတ်ဆိုးတော့မယ်ဟုတ်တယ်မလားအဲ့လိုနေတော့ဒါဆိုရင်တော့ဟုတ်ပြီသူကနာမငြိမ်တော့သွားကြည့်ရမယ်သူသွားကြည့်တဲ့ခါကျတော့မျက်တွင်းတွေခြိုက်နှထင်တွေပိတ်ပါးတွေပိတ်မျက်နှာကြီးကမဲပြီးတော့လူမမာရုပ်ပေါ့ပါဒီကနေ့လူမာရုပ်အဖေကဘလောက်ချောချောဒီနေ့မှာမဲသေးပြီးတော့လူမာဒီကနေ့ရုပ်ကပြတ်တယ်မို့လားအဲ့ဒီရုပ်ကိုဖြစ်အောင်ပဲအဲ့ဒါလေဘုန်းကြီးတို့ကတော့နိဗ္ဗိဏညာရရင်ရုပ်တွေပါတွေနှထင်ပင်းတွေကြာသွားတယ်ဆိုတော့ကြားတော့ကြားဘူးတာပေါ့အမှတ်တမဲ့နေတာပေါ့တရားလိုက်တစ်ခုမှာဆရာတော်ကြီးတစ်ပါးက6ရက်မြောက်တဲ့နေ့9ရက်စက္ကန့်ဆိုတော့မေးတာပေါ့
ဘုညာတော်တဲ့မင်းယောဂီတွေမျက်နှာပြောင်းပလားတဲ့ရှင်ဘုရားမျက်နှာပေါင်းတော့ဖြတ်ပြီးပြောင်းမှပဲဖြစ်မှာပေါ့လို့အခုရောက်တာဖြတ်ပြီးပြောင်းမှပဲဖြစ်မှာမဟုတ်ဘူးလေကွာမင်းကလည်းနိဗ္ဗာန်နဲ့ညာပြောနေတာကွာတဲ့ဟုတ်ပြီဒီတော့မေးနေတာဘုရားတပည့်တော်ကမျက်နှာပြောင်းလို့ဆိုတစ်ခုနဲ့တစ်ခုပြောင်းတော့အောင်မှနေတာမဟုတ်ဘူးကွာတဲ့နိဗ္ဗာန်နဲ့ညာရလာမျက်နှာအိုးပြီးတော့လူမာယုတ်မဲသေးပြီးတော့ဖြစ်သွားတာဒီမဲယုတ်လို့ဖြစ်သွားတာအဲ့တော့မှဘာမှမလိုချင်တော့ဘူးသူကဘယ်နေရာမှလည်းလိုချင်မှုမပေါ်တော့နိဗ္ဗာန်ဘာဖြစ်မလဲဝိရိဇတိတဲ့ဘုရားနိဗ္ဗာန်ညီငွေဆက်ဆုပ်လာတဲ့အခါကျတော့ဝိရိဇတိတတ်ချင်းကိတဏှာသေးပြီးပေါ့ဝိရာကဝိမု ssati တဲ့ဘုရားဟောပါဠိမှာဒါညစဉ်တဏှိတဲ့ချင်းလဲခင်ရောတဏှာဏီတော့နိဗ္ဗာန်ဟလာခန္ဓာဏီတော့နိဗ္ဗာန်အတူတူပဲခန္ဓာဏီတော့နိဗ္ဗာန်ကနိဒဋ္ဌတိုက်ရိုက်ဟောတာတဲ့တဏှာဏီတော့နိဗ္ဗာန်ကနေယထဆောင်ပြီးတော့ဟောတာဘယ်လိုဆောင်တာလဲတဏှာသေးမှဖြစ်ပြချုပ်မယ်တဏှာမသေးရင်ဖြစ်ပြမချုပ်ဘူးဟုတ်တာဗောဗျကြည်ကျင်လို့ကြည်တာပဲနားထောင်ကျင်လို့နားထောင်တာပဲရှူကျင်လို့ရှူတာပဲစားကျင်လို့စားတာပဲထိကျင်လို့ထိတာပဲသိကျင်လို့သိတာပဲတဏှာကြောင့်ပဲတဏှာသေးသွားတော့မျက်စိရလည်းမျက်စိမပေါ်တော့ဘူးမကြည့်ကျင်တော့မကြားကျင်မရှူကျင်မစားကျင်မထိကျင်မသိကျင်တော့ဟောပရိစ္ဆေသုံးပါး6လုံးကတခါတည်းရပ်သွားချုပ်သွားတော့ဒါကြောင့်တဏှာသေးမှဖြစ်ပြအပ်တယ်ဒါကိုသိစေတော့ဆောင်းသိရတဲ့နည်းနဲ့ဟောနော်အဲ့ဒါသဘောရှိအဲ့ဒီမှာနိဗ္ဗာန်ပေါ်တယ်တဲ့ဗျနိဗ္ဗာန်လည်းတွေ့ရောဗရမ ्या တို့ရတော့ခုနတော့ကလူမာယုတ်ကအိုးဗရမ ्या တို့ရတယ်ဆိုတော့တာဘူးဖြတ်လို့မရတယ်ဆိုတော့ဘလို့ရင်းမလဲမျက်နှာပြန်ပြီးတော့ပြုံးပြီးတော့မှုရတဲ့မျက်နှာနဲ့ဗရမ ्या ရတဲ့မျက်နှာဘယ်ရကောင်းမလဲဘုခင်ဗျားတို့ကမှုရတဲ့မျက်နှာတော့မရောက်သေးဘူးဟေးမှုရတဲ့မျက်နှာတော့မရောက်သေးခီးတွက်တော့မကြိုးသေးဘူးကိလေသာနဲ့တပန်းလုံးရှိသေးတယ်ဘယ်နည်းရှိပလဲ9ရက်ရှိသွားပြီစကားမပြောကြနဲ့ဗျာအမှုတွေမများကြနဲ့ဗျာအိန္ဒြေတွေထိမ့်ဗျာဟိုကြည့်ကြည့်နော်အမှုမများစကားသိသည်ဟိုမှာရေးထားတဲ့စာတွေ့မလားစောင်းစည်းအိန္ဒြေတဲ့တလံပဲကြည့်ရမှာအိန္ဒြေတို့ကြအခုတွေပြင်မိသေးတယ်နော်အခုတွေခင်ဗျားတို့စကားမပြောပါမပြောဘဲနဲ့ပြောထားတဲ့ငယ်ချင်းတွေရဲ့ငါစကားမပြောပါနဲ့ငါအောင်နေများမှာဆိုလို့ငါမာနကြီးတာမဟုတ်ပါဘူးတရားမရမှာဆိုလို့ဒီခံပါဆိုပြောထားတဲ့ငယ်ချင်းတွေကိုယ့်ကိုဓမ္မအောင်နဲ့ပါလေခဏခဏအဆောင်မပြန်နဲ့ပြန်ရင်ဟိုဝါစာဒီဝါစာတရားတွေဝင်တာပေါ့ဟုတ်လားဒီမှာပဲထိုင်ဒီမှာပဲစဉ္ညာလျှောက်ဒီမှာပဲရရှုဒီမှာပဲလျှောက်ခြင်းလှောင်းဟိုမှာကျတော့စကားပြောတာပေါ့ဒီမှာကျတော့ကိုတယောက်တည်းဆိုတော့စကားပြောမယ်လို့မရှိတော့ဘူးပေါ့အဲ့လိုလုပ်ရမှာတယောက်တည်းနေမှရမယ်ခင်ဗျားတို့မွေးတာတော့ဘယ်နှယောက်လဲသေတော့ကိုယ်လင်းနေကိုသားသမီးတွေခေါ်လို့ရလားဝိညာဉ်တော်ကြီးရောခေါ်သွားရင်ရမလားသေတဲ့နောက်မလိုက်ပါဘူးခင်ဗျားတို့ဟုတ်တယ်မလိုက်ပါဘူးတယောက်တည်းသေတာနေတော့လေတယောက်တည်းနေပေါ့ဗျအဲ့တော့တယောက်တည်းနေရင်တရား2ယောက်နေတော့စကား3ယောက်နေတော့အလကားအတင်းနေပြင်းနေပြောပြီးပေါ့သူ့ကြောင့်ကိုကြောင့်နေအဲ့တော့တယောက်တည်းနေတာဟုတ်တယ်သူတို့လည်းဟိုတုန်းကတယောက်တည်းနေတာများတယ်အခုအသက်ကြီးတော့လဲအိတ်ခန္ဒီကြတော့ခေါ်အိတ်ရတယ်ပဲလေဖြတ်မှကြောက်လို့နော်တခုဖြစ်မှကြောက်လို့နေ့လားညလားဖြစ်နေပြီသူတို့ကအသက်80ကျော်တော့လေဆိုဒီဆိုရင်ကြောက်မှ2ပါး3ပါးရှိပါတယ်တကားကြီးချက်ထိုးပြီးတော့သေးနေတာလေဖြတ်ပြီးတော့မထတော့သွားပြီးတကားဖြတ်ကြည့်တော့မှတောင်းနေပြီနောက်ပြီးတော့ကရေဘဝလည်းကြာထိတ်ကွဲကောင်းပြထိတ်ဒီနာတွေပါလေဖြစ်နေတာပေါ့ဗျာအဲ့ဒါတော့အနာမတယောက်ရှိတော့ချက်ချင်းဆေးုံနေပြီးဝါရီဖို့တော့လဲချက်ချင်းမသေးဘူးပေါ့ဗျာဟုတ်တယ်မလားအဲ့တော့အသက်80ကျော်ကိုစိတ်မချရင်တော့အဖော်လေးခေါ်ပြီးတော့တယောက်တည်းနဲ့အိပ်ပေါ့ဗျာအိတ်ခမ်းဒီကြံတဲ့အချိန်တော့တယောက်တည်းနေတာကောင်းပါတယ်တရားနှလုံးသွင်းပြီးတော့ဟုတ်တယ်မလားနော်တယောက်တည်းနေဤ6တွေကျင့်လေယောဂီမံအဲ့တိုင်းကျင့်မှရမှာနော်အဲ့တိုင်းမကျင့်ရကိုမရဘူးအဲ့ဒါကျတို့လည်းလှုပ်ဖို့တော့သိတာပဲ
အဲ့ဒါသတိပဋ္ဌာန်စိတ်လေးတဲ့စကားမပြောပါ3ရက်လောက်တော့မပြောနဲ့ပွင့်ထွက်သွားမှလင်းထိန်အောင်ဇနပဒကရဏီပွဲကင်းရောက်အဲ့ဒီကထပ်ပြင်လိုက်ရင်ထပ်ပြီးတော့ဖြစ်ရှုလိုက်ရင်တော့လွန်ပြီပေါ့ဗျာနိဗ္ဗာန်ရမှာပေါ့မုံညာဝင်ပြီးတော့7ပါးသောအချင်းအဖြစ်မြင်ပြီးတော့မုံပြီးတော့ဆုံးမှာပေါ့ဒါပေမဲ့မုံပေနဲ့ခုနမျက်နာကြီးမုံပေနဲ့ပေရှုအောင်မယ်တဲ့နော်ကဲနတ်မှာကြမှာပေရှုပုံရှုနည်းတွေဟောကြစို့တော့ရက်က9ရက်လောက်ကြာသေးတာဟုတ်ဗျာပေရှုပုံရှုနည်းနောက်ပြီးတော့နိဗ္ဗာန်မြင်ပုံမြင်နည်းဟိုမြင်တာဟုတ်မဟုတ်ပြန်စမ်းနည်းတွေဒါတွေဟောအောင်ပဲအကုန်လုံးခင်ဗျားတို့ဘာဖြစ်လို့ခင်ဗျားတို့ကသောတပန်ဖြစ်မဲ့မျက်ခွက်တွေဆိုတော့ဟောထားတာပေါ့ဗျာအဲ့တော့သောတပန်ဖြစ်အောင်လုံးမလူတွေမို့လားအေးလေဟောပြရမှာပေါ့လုံနိကိုင်ဒီကြာနာလိစ္ဆာရထားရင်သွားရင်ရမှာပဲမသွားရင်တော့မရဘူးပေါ့မမှားတော့ဘူးပေါ့လားတို့တို့ကအခုလိစ္ဆာပေးမှာခင်ဗျားတို့လက်ဖို့လုံနည်းတွေအစဉ်တိုင်းဟုတ်တယ်မလားလိစ္ဆာရထားရင်သွားလို့ရပြီပေါ့ဗျာမသွားခြင်းလို့နေပေါ့ဒါပဲရှိတာပေါ့ဟုတ်လားကိုယ်ကလှုပ်ချင်ကြာနာလှုပ်လို့ရသွားတာပေါ့နော်ကဲဒီနေ့တော့7ပါးသောအချင်းအဖြစ်မုံတော့မထိုင်တော့ဘူးထိုင်တော့လည်းမဟန်ရရှိတော့လည်းမသွားထိုင်တော့လည်းမဟုတ်တခါလဲထိုင်လိုက်ရက်လိုက်ခဏမကြီးသွားကြည့်တော့လည်းမျက်နာဘယ်လိုဖြစ်တယ်မျက်တွင်းလေးချာပြီးတော့လူမာရောပြဒါဆိုရင်တော့ငါပြောတဲ့အတိုင်းဖြစ်ပြန်ရှုပြီဒါကြောင့်မုံညံဝင်တာကဲမုံပေနဲ့ဆရာတော်ကြီးကပြီးပလားပေရှုအောင်ပဲတဲ့နောက်ခါမှာပေရှုဖို့ရှုနည်းနဲ့ချုပ်ပုံချုပ်နည်းတွေပြောကြတာပေါ့ဗျာရက်တွေရှိပါသေးတယ်လုံလောက်ပါ30ဆိုတော့နော်ကဲအခုတော့အချိန်စီသွားပြီကဲ3မိနစ်ပဲကြံတော့တယ်ပါတယ်လေစားကောင်းတောက်ကောင်းလေးရှုဟုတ်တယ်မို့လားကဲထိုင်ကြအောင်နည်းနည်းပါပါဗျာ